မနေ့ပြန်ကြာရောက်မဲ့ February 14 Valentine Day ချစ်သူများနေ့ပေါ့တကယ်တမ်းတော့ Valentine Day ချစ်သူများနေ့ဆိုတာသူတွေဘာမှပြောင်းလဲမသွားပါဘူးဒါပေမဲ့ချစ်သူကြီးစားတွေအတွက်ပေါ့ပျော်ရွှင်စရာချမ်းမြေ့စရာအမှတ်တရလေးတွေဖလှယ်တဲ့နေ့ပေါ့နော်တယောက်နူးညံ့မှုတွေကျင်နာတွေဂရီစကားလေးတွေဖလှယ်တဲ့နေ့ပေါ့ဒါပေမဲ့ပြောချင်တာအဲ့ဒီမှာစချစ်သူများနေ့ဆိုတာတကယ်တမ်းတော့ဆန္ဒနဲ့တိုက်ခါတွေလဲတဲ့နေ့မဟုတ်ဘူးဒီကကြည့်နေတဲ့ညီမလေးကိုပြောချင်တာကိုယ့်ရဲ့ဘဝကိုယ့်ရဲ့ဆန္ဒကိုယ့်ရဲ့တိုက်ခါတွေကိုထိမ့်သိမ်းမှာညီလေးညီမလေးတွေရဲ့ဆန္ဒနဲ့တိုက်ခါတွေကိုထိမ့်သိမ်းနိုင်မှကိုချစ်သူပေါ်လဲတမိုးထားရရောက်ပါတယ်နူးညံ့မှုတွေပေးပါကျင်နာမှုတွေပေးပါသူတို့ရှောက်လဲပါမောက်ထွက်စားပါအဲ့လောက်ဆိုရင်ချစ်သူရည်စားဘဝကိုပြည့်စုံပါတယ်အဲ့ဒီနေ့မှာထူးခြားတဲ့တောင်းဆိုမှုတွေထူးဆန်းတဲ့အပြုမှုတွေမလုံးမိချပါစေနဲ့မလုံးရင်အကောင်းဆုံးပေါ့နော်တာမန်ဘဝလေးကိုချစ်သူနဲ့ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းပါအပျော်ကနေအပြတ်တွေဖြစ်သွားတတ်တယ်မမျှော်လင့်ထားတဲ့ဒုက္ခတွေဖြစ်လာတတ်တယ်ကြုံလာတတ်တယ်အထူးသဖြင့်မိန်းကလေးတွေပေါ့နော်ကိုယ့်ရဲ့ဘဝကိုယ့်ရဲ့တိတ်ခါကိုကိုယ့်ဆန္ဒတွေနဲ့မလဲပြပါနဲ့တနိုင်လောက်ထိမ့်သိမ်းမှာကိုဂုံတိတ်ခါရှိချောင်းတတိထူပါပြီးတော့ကိုချစ်ခင်ရတယ်ကိုချစ်သူရေးစားကိုလည်းလေးနဲ့ပြောပြပါဆိုပြပါမိမိဘယ်လောက်ချစ်တယ်ဆိုတဲ့အကြောင်းတခြားနည်းနဲ့တတိပြစရာမလိုဘူးထင်တာပဲအဓိကValentine Day မှာချစ်သူရေးစားတွေမှန်သမျှပျော်ရွှင်နိုင်ကြပါစေမိန်းကလေးတွေပဲအဓိကပြောချင်တာပေါ့အနေထိုင်လေးဆင်ခြင်ကြပါမဖြစ်ထိုက်တဲ့ဟာကိုချွတ်တင်စဉ်းစားပါရှိကိုကြည့်ပါကိုယ့်ရဲ့ချစ်သူရေးစားကိုချစ်ချောင်းတခြားနည်းလမ်းတွေနဲ့တက်တည်ပြလို့ရပါတယ်မလိုအပ်တဲ့ပဲကိုယ့်ရဲ့ဂုဏ်တိတ်ခါတွေကိုယ့်ရဲ့ဘဝတွေကိုမလိုအပ်ဖက်မရင်းကြပါနဲ့တခြားနည်းလမ်းနဲ့ကိုချစ်ချောင်းမြန်နိုးချောင်းတက်တည်ထူကြပါချို့အရာလေးတွေကတမိုးကြီးပဲမဲ့လွယ်လေးနဲ့ပျက်စီးသွားတတ်တယ်လေနော်မမျှော်လင့်တဲ့အကြောင်းအရာတွေဆိုလည်းရှိတယ်ကျွန်တော်ခုလိုပြပြတာဆိုတာစေတနာနဲ့ပြပြခြင်းဖြစ်ပါတယ်အရောက်တရာနားထောင်လို့တယောက်တူတယောက်ခေါင်းထဲကိုဒီစကားလုံးလေးတွေဝင်မယ်ဆင်ခြင်နိုင်ခဲ့မယ်ဆိုရင်ကျွန်တော်ပြပြချင်နေပါတယ်အားလုံးပဲပျော်ရွှင်နိုင်ကြပါစေ